လျောက်ထားပါမည်ရွှေနာကြည်လော့နေပြည်ဌာနကပိလကိုသာစွာရကုံမဟာဝ၌မြားတုံ900ညီညာစင်နှဲကျွစုဝဲတွင်အာခေရောက်လာနတ်မြမနှင့်အသူရာဆုံးကလုံးနဂမြတ်တာပွား၍အမှားမပြုတရားရှုသောသုံးလူထွထားမြတ်ဖျားကတရားမြမဒေဝသူရကရဝလနှင့်နာဂအစုံကလုံးမကျွင်းအမည်ရင်းကိုရှင်းလင်းပြတ်သားထုတ်ဖော်ကြသောအမြတ်သူငါနတ်ဒေဝတို့ဝန္တာရှင်ပြောင်းပီတိဖုံး၏စုယုံလာကြသမယ၌ဓမ္မအမွေဂရေတသိန်းကျွစုငိမ့်၏ခတ်သိမ်းတတဝါယောဂလေးပြောင်းချမ်းသာရောက်လျက်ထွန်းတောက်စည်းစိမ်နေကျက်သည်တက်နေလာလွန်တို့ဝါ၏ဉာဏ်အားထက်မြက်အသက်ရှည်စေနှချစ်စေဟုမြည်ပေးခေါ်ကြသမယဟုဗုဒ္ဓမန္တံဤသုတ်တံကိုထုတ်ပြန်ခုခါရွချိန်သာပြီသေချာမဲတို့ရွတ်ပါစို့သေချာမောင်တို့ရွတ်ပါစို့ဧဝမေတုတံဧကံသမယံဘဂဝါတကေတုဝိဟရတိကပိလဝတ္ထုသမိမဟာဝနေမဟာတံဘေကုတံဂိနာတတေပိသမတေဘေကုတတေဟိတဗေဟိဝရံတေဟိတန္တာဣဇံလောကဓာတုဒေဝတာယေမောယေနာတန္တိပရိဒါဝန္တိဘဂဝန္တံတတနာယဘေကုတံကိဉ္စအထာဂောစတုံနံသုဒ္ဓဝတ္တကာယိကနံဒေဝတာနံဧတတဝတိအယံခောဘဂဝါတကေတုဝေရတိကပိလဝတ္ထုသမိမဟာဝနေမဟာဓာဘေကုတံဂိနာတတေပိသမတေဘေကုတတေတဗေဟိဝရံတေဟိတန္တာဣဇာလောကဓာတုဒေဝတာယေဝယေ